မင်္ဂလာပါကလေးလေးတို့ရေဆီယာမအေးမှုဖြစ်ပါတယ်ဒီနေ့မှာတော့ကလေးလေးတို့အတွက်အာဇာနည်နေ့အထိမ်းအမှတ်ကဗျာလေးကိုရွတ်ဆိုပြမှာပဲဖြစ်ပါတယ်ကဗျာလေးရဲ့နာမည်ကတော့ကိုဦးအာဇာနည်ဆိုတဲ့ကဗျာလေးပဲဖြစ်ပါတယ်နားထောင်ကြည့်ကြရအောင်နော်စကူဇူလိုက်မမေ့အာဇာနည်နေ့မှာမျက်ရည်သွန်းလိုလွမ်းရပြီဘိုးအောင်ဆန်းပါသည်ဥပါဝင်တဲ့တခင်များမန်းပါခိုင်လဲပါတဲ့ပြဥအောင်မောင်နဲ့ဥပါချိုဆက်ဆံထွန်ကြီးပါတဲ့ပြိုဥရာဇနဲ့ရဲ့ပေါ်ထွေအားလုံးအသက်ကိုပေးပြီးချစ်စာနီကိုဦးမီအားလုံးမကြသည်ခိရှိဆောင်လန်းကိုပြအာဇာနည်တွေဥခိုက်ကြနှစ်စဉ်နှစ်တိုင်းပြ